brother ကခွေးချစ်တဲ့သူလားကြောင်ချစ်တဲ့သူလားနော်ဒီမေးခွန်းကကျွန်တော်တို့နေ့တိုင်းလူတွေနဲ့စကားပြောတဲ့ခါမှာ trace အကြောင်းပြောလိုက်ပြီဆိုတော့ ਨੇ အမြဲမေးမိတဲ့မေးခွန်းပဲဒါဆိုမေးမယ် why ဘာလို့ရွေးရမှာလဲနှမျိုးလုံးချစ်လို့မရဘူးလားဘာလို့ခွေးပဲချစ်ရမှာဘာလို့ကြောင်ပဲချစ်ရမှာလဲဟုတ်ပါတယ်ကျွန်တော်တို့နှမျိုးလုံးချစ်တဲ့သူရှိပေမဲ့လူတော်တော်များများတော့နှမျိုးလုံးကိုမချစ်နိုင်ကြဘူးဒါကိုသတိထားမိကြမယ်တဲ့ဆိုတော့ team cat or team dog ဆိုတော့တငယ်ချင်းတွေကြမှာအများကြီးရှိစမြဲပဲ brain pop ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ science survey နဲ့တကယ် research တွေမှာအခြေခံပြီးကြည့်မယ်ပြီးတော့ခေါင်းစဉ်15ခုအောက်မှာဒီနှစ်ဖွဲ့ကိုပြန်ခိုင်းမယ် team dog ကပဲနိုင်ရရှိမလားဒါမှမဟုတ် team cat ကပဲနိုင်ရရှိမလားဗီဒီယိုအဆုံးကြရင်သိပါလိမ့်စိတ်ထင်တဲ့ဆုံးဖြတ်ချက်တွေမစောနဲ့နော်စလိုက်အောင် round 1 who is more loyal ခွေးတွေကတော့နှစ်ထောင်ပေါင်းများစွာကလေးကလူသားတွေနဲ့ bonding ဖြစ်ဖို့အရွေးချယ်ခံရတဲ့မျိုးစိတ်ပဲ MRI scan နဲ့အသုံးပြုလေ့လာကြတဲ့အခါမှာခွေးတွေကသူတို့ရဲ့ပိုင်ရှင်ရဲ့အနံ့ကိုခံလိုက်တဲ့အခါမှာသူတို့အုံနောက်ထက်က reward center ကလေးလေကိုအားကောင်းကောင်းနဲ့တုံ့ပြန်နေဆိုတော့တွေ့ရတယ်တဲ့ကြောင်နေလားကြောင်တွေကတော့လူတွေနဲ့ bond တော့ဖြစ်ပါတယ်ဒါပေမဲ့ကြောင်တွေရဲ့တွေ့တာတဲ့ပုံကတ်တဲ့ပုံကသူတို့လွတ်လွတ်လပ်လပ်လုံလုံချုံချုံဖြစ်ဖို့ပဲတဲ့ဆိုတော့လူတွေအတွက်သစ္စာရှိတဲ့ပုံစံမျိုးတော့မဟုတ်ဘူးတဲ့နိုင်ရရှိတဲ့ဖွဲ့ကတော့ think dog ပါခွေးတွေကတော့လူတွေကိုရွေးချယ်ဖို့အတွက်စင်ကယ်ပြောင်းလဲကြပါတယ်ကြောင်တွေကတော့လူတွေနဲ့အတူတူနေထိုင်ဖို့အတွက်စင်ကယ်ပြောင်းလဲနော်ဆိုတော့ dog 1 cat 0 round 2 who is smarter ခွေးရဲ့ cerebral cortex မှာ930 million neurons လောက်ရှိရလို့ပြောတယ် cerebral cortex ဆိုတာကအုံနောက်ရဲ့အရေးကြောင်းလို့ပြောလို့ရတယ်နော် gray matter ရဲ့အပြင်လွှာပေါ့အဲ့ဒါကတွေးခေါ်မှုဘာသာစကားမှတ်ဉာဏ်အာရုံခံစားမှုနဲ့သူတို့ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒအရာလှုပ်ရှားမှုဆိုတဲ့အပိုင်းတွေမှာလှုပ်ဆောင်ရတဲ့အပိုင်းပဲဒါကအခွေးတွေမှာ930 million neuron လောက်ရှိရလို့ပြောတယ်ဆိုတော့ကြောင်တွေကတော့250 million neuron လောက်ပဲရှိရလို့သိရတယ်ဒါပေမဲ့ဒါကကြောင်တွေကိုတုံးတယ်လို့မဆိုလို့ခွေးတွေကပိုတာသွားတယ်ကိုပြောချင်တာအမိတ်ပေးအောင်နားလေတာတွေလူတွေရဲ့ gesture တွေကိုဖတ်တတ်တာတွေလူတွေနဲ့အတူတူ problem solving လုပ်တဲ့အပိုင်းမှာပိုတာတယ်ကြောင်တွေကတော့တကူတော့ problem solving လုပ်တဲ့နေရာတွေမှာထူးချွန်တယ်လို့ပြောတယ်နိုင်ရတဲ့ဖွဲ့ကတော့ဒီတစ်ခေါက်လဲ team dog ပါပဲ neurons တွေများတယ် plus social intelligence ပိုင်းလဲကောင်းတယ်ဆိုတော့ dog 2 cat 0 round 3 who understands human better ခွေးတွေကလူတွေလက်ညှိုးထိုးတဲ့ gesture ကို follow လုပ်နိုင်တယ်သူတို့ရဲ့စိတ်ခံစားမှုကိုလည်းသိလူတွေရဲ့စကားအတန်နဲ့မျက်နှာအနေထားကိုလည်းတုံ့ပြန်နိုင်တယ်လူကလေးလေးရောင်ကလက်ဟန်ချေအနေနဲ့စမ်းသပ်တဲ့အခါမှာခွေးတွေနဲ့စင်တူပုံစံမျိုးလှုပ်ဆောင်ကြတယ်တဲ့ကြောင်တွေကတော့သခင်ရဲ့အတန်ကိုမှတ်မိရဲ့သိလေဒါပေမဲ့များသောအားဖြင့်လစ်လူရှုလိုက်တာများတယ်နိုင်ရသူကတော့ဒီတစ်ခေါက်လဲ team dog ပါပဲ dog 3 cat 0 team cat တွေစိတ်တမကြပါသေးတယ်တော့လာပါဦးမယ်နော် round 4 who is easier to train ဒီကဘာလုံးကတော့ခွေးတွေကိုရဲနဲ့ဆက်ဆိုင်တဲ့အလုပ်တွေနော် therapy ကုတုံးတွေရှာဖွေရေးကယ်ဆယ်ရေးတွေပြီးတော့စေဝါအနံ့ခံတဲ့အပိုင်းတွေမှာတေချာ trainer ကြဥမာဘိန်းနေပါတယ်အနံ့ခံတာတော့နော်ဆေးရပါတယ်ကြောင်တွေကတော့သူတို့ကိုတော်လိုက်တာအမလေးလိမ်မာလိုက်တာလို့ချီးမွမ်းတာနဲ့ခွေးလိုစိတ်လှုပ်ရှားမှုမဖြစ်ဘူး motivated မဖြစ်ဘူးเนาะဆိုတော့ဒီတစ်ခေါက်လဲ team dog ပါပဲ dog 4 cat 0ခွေးပိုင်ရှင်တွေကတော့တော်တော်ပြောနေလောက်ဝေးထင်ပါတယ် round 5 who protest their owner more ခွေးတွေကတော့တဘာဝအဖြစ်သူတို့ရဲ့ပိုင်နဲ့ပတ်သက်ပြီးတော့ကာဝယ်တတ်တဲ့ instinct တွေတော့ရှိတယ်threat detection ဆိုရဲအနေရကိုအာရုံခံနိုင်စွမ်းနဲ့ရှိတယ်။ကြောင်တွေကတော့သူတို့ကိုသူတို့ကာဝယ်လိုက်မယ်။ဒါပေမဲ့လူတွေကိုကာဝယ်ပေးတော့နည်းနည်းရှားတယ်။နိုင်ရရှိသူတော့ဒီတစ်ခေါက်လဲ team dog ပါပဲ dog 5 cat 0 team cat ကတော့နည်းနည်းစိတ်ညစ်နေပြီထင်တယ်နော်။နေအောင်နောက်ထပ်ခေါင်းစဉ်10ခုတောင်ကျန်သေးနေအောင် round 6 who is more dependent ကြောင်တွေကတော့သူတို့ပါသူတို့ little box မှာအညစ်ကြေးစွန့်တတ်တယ်။သူတို့အမွေးတွေကိုလည်းသူတို့ပါသူတို့တေချာ grooming လုပ်တတ်တယ်။အိမ်မှာအကြာကြီးလေးထားခဲ့လို့ရတယ်။တစ်ဖက်မှာခွေးတွေကတော့နေ့စဉ်ထိတွေ့မှုလိုအပ်တယ်။ exercise လုပ်ပေးရတယ်တေချာပြီးစုပြောထောင်ပေးရတယ်လေ။လောက်ရတာများတယ်။နိုင်ရရှိသူကတော့ team cat ဖြစ်ပါတယ်။ကြောင်ဖွေးလာပြီဟေးdog 5 cat 1 round 7 who is more affectionate ခွေးတွေကတော့သူတို့ရဲ့ချစ်ခင်ချင်တာမှုကိုပုံမှန်လင်းပြတတ်ကြတယ်အမီးနဲ့တာတွေရှာနဲ့ရက်တာတွေလူကိုအရန်ကတ်တာတွေကခွေးတွေတော်တော်များများမှာတွေ့ရတယ်ကြောင်တွေကျတော့တိမ်မွေ့တယ်မျက်စိဖြည်းဖြည်းလေးပိတ်ပြတာတော့နော်သူ့ခေါင်းသေးလေးနဲ့တွန်းတိုက်တာတော့အနားမှာလာအိတ်တာတော့စတာတွေကိုတိမ်မွေ့လေးပြတယ်ဆိုတော့ခွေးပိုင်ရှင်တွေကတော့ပုံမနဲ့ဆိုင်နဲ့ချစ်ချင်းမြတ်တာတော့မဆိုလို့ဘူးဒါပေမဲ့ကြောင်တွေထက်ဆိုင်ပုံမြင်တာတဲ့ချစ်ချင်းကျင်နာမှုကိုရကြအောင်ပို့တွေ့ရတယ်ဝင်တာကတော့team dog ပါ dog 6 cat 1 round 8 who is better for first time pet owners survey တွေအရတော့ကြောင်တွေကအကုန်ကြားစိတ်လည်းတက်တာတယ်အချိန်လည်းတိတ်ပေးကြမလို့အခုမှပက်စာမွေးမယ်ဆိုတော့လွယ်ကူတယ်ခွေးတွေကြတော့မတူဘူး routine ကောင်းကောင်းလည်းရှိဖို့လိုအပ်တယ် commitment လည်းပေးရတယ်ဒါကိုခွေးတကယ်ချစ်တဲ့ခွေးပိုင်ရှင်တွေညကောင်းကောင်းနားလည်လိမ့်မယ် winner ကတော့ team cat ပါ dog 6 cat 2 round 9 who is cleaner ကြောင်တွေကတော့သူတို့နိုးလာတဲ့အချိန်ရဲ့90%လောက်ကသူတို့ရဲ့အမွေးတွေကိုတန့်ရှင်းလုပ်နေတာခွေးတွေကတော့တကိုယ်ရဲ့တန့်ရှင်းမှုအပိုင်းမှာလူတွေရဲ့အကူအညီလိုအပ်တယ်နိုင်ရရှိသူကတော့ team cat ပါ
Dog 6 cat 3ဟာကြောင်ဖွဲ့လိုက်လာပြီပဲ Round 10 Who is better for apartment living ကြောင်တွေကတော့နေရာချင်းချင်းကြက်တွေမှာအေးဆေးဆေးနေနိုင်တယ်ခွေးတွေကတော့သူတို့စိတ်ဖိစီးမှုတွေကို short ချပေးဖို့အထီးပတိတွေမလောက်ရတော့အနည်းဆုံးတော့အပင်လေးပါလေတော့လမ်းလျှောက်ထွက်ပေးတာလေတော့လိုအပ်တယ် Winner ကတော့ Team Cat ပါပဲ Dog 6 cat 4 Round 11 Who forms a stronger emotional bond လေ့လာမှုတွေရတော့ခွေးတွေကလူတွေနဲ့ထိတွေ့ဆက်ဆံတဲ့အခါမှာ bonding hormone ဖြစ်တဲ့ oxytocin ထွက်တယ်လို့တော့ပြောတယ်ဒီလိုဖြစ်စဉ်ကမိဘနဲ့သားသမီးကြားကတန်ရုံးစင်လို့ပဲတဲ့ကြောင်တွေလည်းထွက်ပါတယ်ဒါပေမဲ့နဲတယ်လို့တော့ပြောတယ် Winner ကတော့ Team Dog ပါ Dog 7 cat 4 Round 12 Who is better for mental health ခွေးမွေးတဲ့အခါမှာအထီးကျန်မှုကို short ချပေးနိုင်တယ် exercise လုပ်ဖို့လည်းအားပေးရရောက်တယ်ပေါ့နော်ကျွန်တော်ဆိုရင်အများနဲ့ကုမ္ပဏီရှင်းမှာထိုင်နေရတဲ့သူတနေ့ကိုအနည်းဆုံး2ခေါက်3ခေါက်လောက်တော့ကျွန်တော်ခွေးနဲ့လမ်းလျှောက်ပေးရတဲ့အခါမှာကိုပါလမ်းလျှောက်ပြီးသားဖြစ်သွားတာပေါ့နော်လူမှုပေါင်းသင်းဆက်ဆံရင်လည်းတိုးစေတယ်ခွေးကြောင်းတဲ့အခါမှာဟဲချစ်ဖို့ကောင်းလိုက်တာခွေးလေးနဲ့ဘယ်လိုခေါ်လဲဘာညာနဲ့လာပြောတဲ့အခါမှာလည်းစကားကမပြောချင်လဲစပြောရတာပဲခွေးပိုင်ရှင်နဲ့နားလဲလိမ့်မယ်ကျွန်တော်ပြောတာပေါ့နော်ကြောင်တွေကတော့ stress ပြီးရောစေတယ်သူတို့ကိုပုတ်လိုက်ရင်အိုးစိတ်တွေကအလိုလိုနေလို့ကောင်းလာတာ blood pressure လည်း short ချပေးတယ်စိတ်တည်ငြိမ်စေတဲ့ခံစားချက်ကိုလည်းပေးတယ်ကြောင်မွေးတဲ့သူတွေသိလိမ့်မယ်တရားတွေရတယ်နော်သူတို့ပဲကောင်းတယ် survey ရတော့ခွေးတွေကစိတ်ကြယောဂရှိသူတွေအတွက်ထောက်ကူဖြစ်ပြီးတော့ကြောင်တွေကတော့စိုးရိမ်ပူပန်တက်မှုတွေကို short ချပေးနိုင်တယ်။နိုင်ရရှိသူကတော့ဘယ်သူမှမနိုင်ပါဘူး draw ဖြစ်ပါတယ်။အဲ့ဒါကြောင့်မို့တစ်ဖွဲ့ကိုတက်မှတ်စီပေးပါမယ်။ Dog 8 Cat 5 Round 13 Who is more popular worldwide တကဘာလုံးကပတ်အောင်နာတွေစီကသိရတဲ့ survey အရာတော့ခွေးတွေကတကဘာလုံးနဲ့ရှင်ရင် popular ပိုဖြစ်ပါတယ်။ကြောင်တွေကတော့မြို့ပြ data တော်တော်များများမှာကြီးစိုးလေးရှိကြတယ်။ overall number အရခွေးတွေဘက်မှာမျက်နှာသာပိုရှိတယ်။အနိုင်ရရှိသူကတော့ Team Dog ပါ Dog 9 Cat 5 Round 14 Who is more territorial ကြောင်တွေကတော့သူတို့အိမ်သူတို့နေရာနော်သူတို့ရဲ့ routine ကိုအပြင်းထန်ကာဝယ်လေးရှိကြတယ်ခွေးတွေကတော့သူတို့ရဲ့ပိုင်နဲ့ဆိုတာတဲ့သူတို့ရဲ့သခင်ကိုပို့ပြီးကာဝယ်ပေးလေးရှိကြတယ်ဒါကြောင့်အနိုင်ရရှိသူကတော့ Team Cat ပါ Dog 9 Cat 6 Round 15 Who would survive better without humans ကြောင်တွေကတော့အမဲလိုက်စွမ်းရည်ဗီဇကတော့ငကိုကလေးကပါပြီးသားပဲတော့တကိုတော့ရှင်တန်ရဲ့တီဖို့တော့လည်းတက်နိုင်ကြတယ်တစ်ဖက်မှာခွေးတွေကတော့လူတွေအပေါ်တော်တော်မိခိုအားထားရတယ်ဆိုတော့နောက်ဆုံး result အနေနဲ့ official winner ကတော့ drum roll boom Team Cat က9မှတ်နဲ့ Team Dog က9မှတ်နံပါတ်အကွာနဲ့အနိုင်ရရှိသွားတော့ official winner ကတော့ Team Dog ဖြစ်ပါတယ်တော့လက်ခုပ်တီးပြီးကွန်ပျူတာပေးလိုက်ကြအောင်ဒါပေမဲ့အမှတ်အနည်းငယ်ပဲကွာတာပါအများကြီးမဟုတ် Team Cat လည်းစိတ်ဓာတ်မကြပါနဲ့နော်ကဲအဲ့ဒါဆိုရင် science ကတော့ခွေးတွေကတော့အကောင်းဆုံးအဖို့ပဲလို့ပြောရင်ပြောလိမ့်မယ်ဒါပေမဲ့တစ်ဖက်မှာကြောင်တွေကလည်းခွေးတွေထပ်ပို့ပြီးတကိုယ်တော်ရှင်တန်ရက်တည်နေနိုင်တယ်ဆိုတော့ခွေးလေးတွေကကြဲကြဲလလောင်ချက်တက်တယ်လို့ကြောင်လေးတွေကညင်သာချက်တက်ပါတယ်နောက်ဆုံးမှာတော့အကောင်းဆုံးအိမ်မွေးတိရစ္ဆာန်ဆိုတာကိုယ့်ဘဝနဲ့အသင့်တော်ဆုံးဖြစ်ဖို့ပဲလိုပါတယ်ကဲအခုတော့ brother ရဲ့လက်ရောက်ပြီး Team Dog လား Team Cat လားနောက် comment မှန်ခဲ့ပြီးတော့ဒီခွေးနဲ့ကြောင်စစ်ပွဲကိုဆက်ပြီးဆင်နွှဲလိုက်ကြအောင်နောက်နေ့မှတွေ့ကြမယ်